မြတ်ဗုဒ္ဓ၏သာသနာတော်နှင့်2569ခုကောဇာတက္ကရာ1388ခုနှစ်သီတင်းကျွတ်လဆန်း4ရက်ခရစ်နှစ်2025ခုနှစ်စက်တင်ဘာလ25ရက်ဇာတာပတိနေ့နဲ့ကောင်းမြတ်သောမင်္ဂလာရှိသောအချိန်အခါသမယ၌ကင်းပြည်နယ်မြောက်ရီမြို့အမှန်5စိုက်ပျိုးရေးစုံဗုဒ္ဓကျေးဇူးကြောင့်ရဟနာမောင်တော်ရဓမ္မရိပ်သာကြီးအတွင်း၌ကျေးဇူးတော်ရှင်မြတ်ဦးဆရာတော်ခြားကြီး၏တက်တော်66နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ပူဇော်အပ်သောဝိဇာတမင်္ဂလာအခမ်းအနားအစီအစဉ်ပါဗျာအခမ်းအနားအစီအစဉ်1နမောတတ3ချိန်ရွတ်ဆိုပူဇော်၍အခမ်းအနားအားဖွင့်လှစ်ခြင်းအခမ်းအနားအစီအစဉ်နှင့်ကျေးဇူးတော်ရှင်မြတ်ဦးဆရာတော်ဘုရားကြီးထံမှ5ပါးသီလခံယူဆောက်တည်ခြင်းအခမ်းအနားအစီအစဉ်3သံဃာတော်ရှင်သူမြတ်တို့မှတပည့်တက္ကရာမအပေါင်းတို့အားပေတရားချီးမြှင့်ပေးခြင်းခန္ဓာအစီအစဉ်လေးလူဝယ်ဝတ္ထုများအသီးသီးဆက်ကပ်လူတန်းခြင်းအခမ်းအနားအစီအစဉ်ကဇေယျတော်ရှင်မြတ်ဦးဆရာတော်ဘုရားကြီးမှမွေးနေ့အထိမ်းအမှတ်ပူဇော်ပွဲ၏အနုမောဒနာတရားကိုဟောကြားချီးမြှင့်ပေးခြင်းအခမ်းအနားအစီအစဉ်ကြောင့်လူတန်းမှုစုစုတို့အတွက်ရေဆက်သွန်းချအမျှပေးဝေပေးခြင်းအခမ်းအနားအစီအစဉ်9ဗုဒ္ဓသာသနာစီရန်ဒိဋ္ဌိတို့3ချိန်ရွတ်ဆိုပူဇော်၍အခမ်းအနားအားပြီးဆုံးခြင်းတို့ဖြစ်ပါတယ်ဖေဟာတို့ဖြစ်ပါ၍အခမ်းအနားအစီအစဉ်1ရာဆရာတော်အရှင်သူမြတ်နှင့်တရားနာပိဋကပေါင်းတို့မှာနမောတတ3ချိန်ရွတ်ဆိုပူဇော်၍အခမ်းအနားအားဖွင့်လှစ်ပေးပါရန်ဖျားတပည့်တော်ရိုသေစွာလျှောက်ထားအပ်ပါသည်ဖေဟာနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆက်လက်ပြီးခန္ဓာအစီအစဉ်2ရာကျေးဇူးတော်ရှင်မြတ်ဦးဆရာတော်ဘုရားကြီးထံမှ5ပါးသီလခံယူဆောက်တည်နိုင်ရန်အတွက်ဩဃာသကြော့ကျိုးဖြင့်ညီညာဖြဖြပူဇော်ကြော့ကြပါအောင်စို့ဩ
အဘိဝါဒေတပံအဘိဝါဒေတိပိစုဒ္ဓတပံပိစုဒေတိကရုံကတပံကရုံကရောတိအာသနာရထအာသနံဒေတိမာနိတပံမာနိတိပုဇေတပံပုဇေတိအဘိဝါဒေတပံရှိခိုးသင်ရှိခိုးထိုင်ပူဇော်သင်ပူဇော်ထိုက်သောဘုရားတရားသံဃာယရဏမြတ်သုံးပါးဆရာသမားများနဲ့တွေ့ပြီးဆိုရင်အဘိဝါဒေတိမေမွေးပိဋ္ဌသောလည်းနဲ့ချောင်းတန်ဖို့ရှိခြင်းအသုံးချသောအနိအဖြင့်လက်အောက်ရှိပြီးတော့ရှိခိုးတတ်ကြပါပေ၏ဝါဘိဝါဒေတိမေမွေးပိဋ္ဌသောနှုတ်ပဇာတန်ဖို့ရှိခြင်းအသုံးချသောအနိအဖြင့်ဩဃာသရွေဆိုကားဖြင့်ရှိခိုးတတ်ကြပါ၏ယေစုတတပံဇာရောတန်ဃာတော်မြတ်မကြွခင်ကြိုတင်ရောက်နေပြီလေဟုရှိနေခြင်းသောခီဥကြိုဆိုစဉ်သိသူတို့ကိုပိစုဒိဋ္ဌိခီဥကြိုဆိုတတ်ကြပါ၏အာသနန္တထနေရာထိုင်ခင်းပေးတတ်တဲ့ပုဂ္ဂိုလ်တို့ကိုအာသနန္တိတိနေရာထိုင်ခင်းပေးတတ်ကြပါ၏ကရုံကတပံလေးမြတ်ပြုတတ်တဲ့ပုဂ္ဂိုလ်တို့ကိုကရုံကရောတိအလေးအမြတ်ပြုတတ်ကြပါ၏မာနိတပံမြတ်နိုးတိုက်သောယရဏသုံးပါးဆရာသမားတို့ကိုမာနိတိမြတ်နိုးတတ်ကြပါ၏ပူဇေတပံပူဇော်သင်ပူဇော်ထိုက်သောဘုရားတရားသံဃာယရဏမြတ်သုံးပါးပေါင်းတို့နဲ့တွေ့ပြီးဆိုရင်ပူဇေတိသူတို့သဏ္ဍာန်တော်ဝဲကင်းဝတ်တော်မူနေတဲ့ထူးမြတ်တဲ့သီလကုံထူးမြတ်တဲ့သမာဓိကုံထူးမြတ်တဲ့ပညာကုံတို့ကိုအာယုံထား၍ကာယဝစီမနောရှိလည်းရဲ့အိစလီညွတ်ကျော်လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လည်းရော့ကရောကြရကုံသောကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်စေနာပေါင်းတို့ကြောင့်အလိုရှိရတောင်းတအကျမ်းစီရမြတ်နွယ်သောလောကီလောကုတ္တရာကောင်းကျိုးချမ်းသာတို့ကိုဝါမရှာခံစားနိုင်ကြသည်ဖြစ်ကြပါစေအဟံဗန္တိတိတရဏီနသဟသစ္စာသီလံသမံယာစာမိညောကဟံကတဝါသီလံဒေထမေဘန္တိဒုတိယံပိအဟံဗန္တိဣတရဏီနသဟသစ္စာသီလံဓမ္မံယာစာမိညောကံကတဝါသီလံဒေထမေဘန္တိတတိယံပိအဟံဗန္တိဣတရဏီနသဟသစ္စာသီလံဓမ္မံယာစာမိညောကံကတဝါသီလံဒေထမေဘန္တိတပိတော်အားအစင်သနာငါးပါးသီလပေးတော်မူပါဗျာယမဟာဝဒာမိတံဝတိထနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆင်းရဲပဲဖြောက်ချမ်းသာရောက်အောင်ဆုံးမပေတတ်ဖယားမြတ်အားရှိခိုးကြောပါ၏ဖယားဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိ
ဒုတိယံပိသံဃံသရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံသရဏံဂစ္ဆာမိအတ္တိယံပိဓမ္မံသရဏံဂစ္ဆာမိအတ္တိယံပိသံဃံသရဏံဂစ္ဆာမိဖယားကိုလည်းစိတ်ဝဲဆွဲမျက်စိကပ်မိတရားကိုလည်းစိတ်ဝဲဆွဲမျက်စိကပ်မိတန်ခါကိုလည်းစိတ်ဝဲဆွဲမျက်စိကပ်မိဒီတရဏဂမနံပရိဘုံနံဘာနာတိဘာဒဝိရမဏိသေခာဝရသမာတိယာမိတို့အပ်တဲ့လဲမတ္တဖဲအမြဲချောင်းပါမည်အဒိဏဒါနာဝိရမဏိသေခာဝရသမာတိယာမိတို့ဥစ္စာလဲမခိုးပဲအမြဲချောင်းပါမည်ကာမေတုမိစ္ဆာစာရဝိရမဏိသေခာဝရသမာတိယာမိကာမဂုဏ်လဲမမပဲအမြဲချောင်းပါမည်မုသာဝါဒဝိရမဏိသေခာဝရသမာတိယာမိလိညာ၍လဲမပြောပဲအမြဲချောင်းပါမည်သုရာမေရယမစ္ဆာပမတ္တဌာနဝိရမဏိသေခာဝရသမာတိယာမိတေယရဲ့လဲမတ္တဝဲအမြဲချောင်းပါမည်ဣဒံမေပုံညံနိဗ္ဗာနတ္တပစ္စယောဟောတုဣဒံပုံညဘာဂံသမ္ပတတ္တနံဘာဇီမတပည့်တော်တို့သည်ယနေ့ယခုမြောက်ဦးဆရာတော်ဤသက်တော်66နှစ်ပြည့်မွေးနေ့အထိမ်းမှတ်ပွဲပူဇော်ပွဲပြုလုပ်ရသောကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်ဘုရားမှုရှိသောသံဃာတော်ရှင်မြတ်တို့အားဆွမ်းခဲပွဲဘောဇင်ရတာအဖျားဖျားနှင့်လူတန်းဝပစ္စည်းတို့ကိုလူဒန်းရသောဒါနကုသိုလ်ရောက်ရှိလာကြကုန်သောအိပရိသတ်တို့အားအယက်လေးမျက်နာတို့မှရောက်ရှိလာကြကုန်သောလူမျိုးဘာသာမရွေးသဒုဋ္ဌိတာအာဟာရမြတ်ကိုပေးလိုရသောကုသိုလ်စေတနာမြောက်ဦးဆရာတော်ဤအာသနာပြုလုပ်ငန်း၌လိုအပ်ရာရာတို့ကိုစွမ်းအားရှိသလောက်ဝိနည်းတော်နှင့်အညီအဆက်စွာဖြင့်လူဒန်းရသောလူဒန်းလက်တန့်သောဒါနကုသိုလ်မြောက်ဆရာတော်အားပရိက္ခာရဆက်ကတိန္ဒမင်္ဂလာပြုလုပ်ရာ၌သံဃာတော်ရှင်မြတ်တို့အားသိင်စိန်လောင်းလူရသောဒါနကုသိုလ်ဆောင်ထင်းရသောသီလကုသိုလ်ငါရဲ့တိုင်းတိုင်းတရားအလူဝဲတရားစကံဝဲပေးလူရသောအမတ္တဒါနဓမ္မဒါနဓမ္မပူဇာကိုယ်တော်ကောင်းမှုအစုစုသည်မိစေတတံငြိမ်းရာမှန်သောနိဗ္ဗာန်ချမ်းသာကိုလင်းမြန်သောသိဉာဏ်ဖြင့်မျက်မှောက်ပြုနိုင်သောထောက်အပံ့ဖြစ်ရပါလို၏အရှင်ဘုရားအပမတိနသံပါတိထာဆက်လက်ပြီးအခမ်းအနားအစီအစဉ်300ဆရာတော်အရှင်သူမြတ်တို့မှာတပည့်တကားတကာမအပေါင်းတို့အား
ပေတရားချင်းမြင့်ပြပါရန်ဖျားပြီးတော့မှယူသည်စွာလျှောက်ထားပါသည်ဗျာ ဆရာတော်တန်ဃာတော်ရှင်မြတ်တို့ဖျားဘုရားတပည့်တော်ရဲ့မွေးနေ့ထိမဲ့ပွဲကိုစွန်အားရှိသလားစွန်စမ်းတမန်ဝိုင်းဝန်းပြီးတော့သာသနာပြုပေးကြတဲ့ယဟန်တကာယဟန်မလေးများအားလုံးသောတရားဓမ္မတွေမြို့သူမြို့သားတွေနယ်သူနယ်သားတွေဘေးအတန်တန်ရန်အသွဲသွဲအန္တရာယ်ခတ်သိမ်းကင်းကြီးကြစေဖို့ကြောင်းကြခတ်သိမ်းကင်းကြီးကြစေဖို့လောကအကျိုးသာသနာအကျိုးစိတ်ချမ်းသာဆောင်ရွက်နိုင်ကြစေရန်ရည်စိတ်တန်၍မေတ္တာသောကမ္မထမ်းဖြင့်စီးဖြန်းတော်မူကြပါကုန်သို့ရှင်မြတ်တို့ဖျားသမန္တာဇဂဝါလေတုအတ္တရာဂေသန္တုဒေဝတာအာဓမ္မမုနိရာဇတသုဏတောသေကမောက္ကတံဓမ္မသဝနာကာလောယံဗတ္တန္တာဓမ္မသဝနာကာလောယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတနုဘဝတောယခဏိဝတတန္တိပေဒနံအညေဇိဝနုဇန္တောရတိတိဝမတ္တန္တိတောသုခံသုပတိသောရောဇပပကေစီနပတတိဧဝမတိကုရုပိတံပရိဒံဓမ္မနာမဟိကရဏီယမတ္တကုသလိနာယန္တသန္တံပတံအပိသမိသသေကောဩဇောဇတောဩဇောဇတောဝါဇောဇတသမုဒိနတ္တိမာနိသန္တုတကောဇတုဘာရောဇအဘဂေဇောဇတလံဥက္ခဥဒိသန္တုတရိယောဇနိဘကောဇအဘဂဘောကိုလိသောနန္တုခိတောနာဇဂௌတမစရေကိစိယေနဝိညုပိဥပဝတေယံသုခိနောဝါဂေမိနောဝန္တောသဗ္ဗတတ္တဝန္တောသုခိတတ္တယေကိဉ္စီပါဏဗုဒ္ဓတိတသဝဋ္ဌဝရဝနဝတိသဒီဃဝယေဝမန္တမျက်စိမာယသကန္တုကထူလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝဒုယဝသန္တိအဝိတုယဘုဒ္ဓဝသံဘဝေတိဝသဗ္ဗတတ္တဝန္တောသုခိတတ္တနာဘရောဗရဏိကောဗေဒနာရိမေနကတာစိနာကိစိဗျာရောသနာပတိကတိညာနိညာမညာသဒုက္ခမိစေယမာတယတနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနုယကေဧဝံဘိသဗ္ဗဗုဒ္ဓေသုမာနတံဘဝေအပရိမာဏမေတ္တေဇသဗ္ဗလောကသမေမာနတံဘဝေအပရိမာဏဩဒ္ဓံဒောဇတိရိဇာသံပတံဝိရမတံပတံဒိဋ္ဌံစရဏိတိနောဝသေယနောယာဝတ္တဝိဒာမိတောဣဒံတရေဒိဋ္ဌိယပြမမိတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တနိနတံပနောကာမေသောဝိနိယကေတန္တဣဇတုကပ္ပတိယပုဏ္ဏရိတိဣတိမိသောဘဂဝရသမ္မံသမ္ဗုဒ္ဓောဝိဇာဇရဏသမ္မနောဒုက္ကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရထိသတ္ထာဒေဝမရုဿနာဗုဒ္ဓောဘဂဝါသက္ခတောဘဂဝတ္တဓမ္မောသန္တိတိကောအာဂလိကောဟိပတိကောဩပန္တိကောပိစ္ဆတံဝိရိတဘောဝိညုဟိတိသုပရိပန္နောဘဂဝတောသဝကသံဃောဟောဇောပရိပန္နောဘဂဝတောသဝကသံဃောညာယပရိပန္နောဘဂဝတောသဝကသံဃောသာမိစီပရိပန္နောဝတောသဝကသံဃောယတိတံဇန္တရေပိသယုကဏိတပရိသပုဂ္ဂလာဣသဘဂဝတောသဝကသံဃောအာဟုနေယောပါဟုနေယောဒိဋ္ဌိနေယောဣဇလိကရဏိယောအနုတ္တရံပုညဂိတံလောကသာတိဧဝံဗုဒ္ဓံတရံတဏံဓမ္မတံကိစ္ဆာဘေကဝောဘယံဝါဇမိတတံဝလောမံသောဝနာဟိတတိယံတောနေမေတံဝမင်္ဂလိသယောဇမနာဘောတုဏတ္တတတ္တောဘာဘေကောတုတုပိနံအာဂန္တံဗုဒ္ဓ ानु ဘဝိနာဝိနာသမိတုယံတောနေမေတံဝမင်္ဂလိသယောဇမနာဘောတုဏတ္တတတ္တောဘာဘေကောတုတုပိနံအာဂန္တံဓမ္မ ानु ဘဝိနာဝိနာသမိတုယံတောနေမေတ္တဝမင်္ဂလိသယောဇမနာဘောတုဏတ္တတတ္တောဘာဘေကောတုတုပိနံအာဂန္တံသံဃာ ानु ဘဝိနာဝိနာသမိတုဣမိနာပရိဒဓမ္မ ानु ဘဝနာဤမေတ္တာသုတ်တံယေတကောချင်းဒီဇောမေတ္တာတော်အာနုဘောတော်တို့ကြောင့်တိတော်မှာကယနေ့ယခုဝိနည်းမင်္ဂလာပွဲဆင်နွယ်ပြီးကြောင့်တော်တရားဓမ္မအပေါင်းသူတော်ကောင်းတို့သည်သောတော်သဝတိကောင်းစွာမသွေချမ်းသာခြင်းလည်းငင်းခံစားနိုင်ကြပါစေကုန်သတည်းဆက်လက်ပြီးခန္ဓာအစီအစဉ်၄ရာလူဝယ်ဝတ္ထုများလူရန်ဆက်ကပ်ခြင်းအစီအစဉ်ဖြစ်သည့်အတွက်ရှေးဦးစွာဇေယျတော်ချင်းမြောက်ဦးဆရာတော်ဘုရားကြီး၏တက်တော်66နှစ်ပြည့်အထိမ်းအမှတ်ဦးမင်းမင်းဒေါ်နီလာဝင်းသားမောင်ဖုံးမင်းသည့်
မိဂါမိုဘိုင်းကင်းဖုံးဆိုင်မိသားစုမှာမြောက်ဦးဆရာတော်ကြီးဤကျမ်းမာရေးပရိသတ်ဖြင့်အတွက်အလှငွေ300ကျပ်နဲ့မွေးနေ့ကိတ်အားအလှရှင်မိသားစုမှာစက္ကန့်လူတန်းပေးပါရန်နဲ့ကပ္ပိယကာရကအဖြစ်ဦးစောမထွန်းမှာလက်ခံပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ် ကဲတပည့်တော်တို့သည်ဩနာတိယေဒုက္ခဘေးမှလောကင်းယာမံဉာဏ်နိဗ္ဗာန်ကိုဤတန်တောင်းတ၍မြောက်ဦးဆရာတော်ဤကျမ်းမာရေးအဖြစ်ကျမ်းမာရေးအတွက်စေပတိတာပင်ပစ္စည်းလေးပါးပရိသတ်ပင်အဖြစ်စိုက်ထူလူဒန်းပါဤဝီနီးတော်နှင့်အညီလူဒန်းပါဤဤကုသိုလ်ကြောင့်ကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းကိုဒိဋ္ဌဓမ္မခံစားရ၍မေညာပူညာနိဗ္ဗာန်ချမ်းသာဤအထောက်ပံ့ဖြစ်ရပါလို့ဤရှင်ဘုရားသာဓုသာဓုသာဓု ဆက်လက်ပြီးမြောက်ဒီမြို့ဦးမေမင်းဒေါ်နီလာဝင်းမိသားစုမှာဆရာတော်ဘုရားကြီးမွေးနေ့ကအားစက္ကန့်လူတန်းပေးပါရန် နောက်မှကမပြီးမှကိစ္စပြီးမှက ဆက်လက်ပြီးမြောက်ဒီမြို့ရေနာမောင်တော်ရဓမ္မရိပ်သာမှာမွေးနေ့ပူဇာအတွက်စက္ကန့်လူတန်းအပ်တော်အလှငွေ300ကျပ်အားမြောက်ဒီမြို့ဗုဒ္ဓကျေးဇူးကျောင်းဓမ္မတိပွက်မှာစက္ကန့်လူတန်းပေးပါရန်နဲ့ကပ္ပိယကာရကအဖြစ်ဦးစောမင်းထွန်းမှလက်ခံပေးပါရန် ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုဤကုသိုလ်ကြောင့်ကိုကျမ်းမာလို့စိတ်ချမ်းသာကလောကီလောကုတ္တရာကောင်းကျိုးချမ်းသာကိုဘဝမရှားခံစားရပါလို့ဤရှင်ဘုရားသာ ဆက်လက်ပြီးတော့မြောက်ဒီမြို့ဗုဒ္ဓကျေးဇူးကျောင်းအတွင်းစွန့်ကြက်ဆောင်မတီအလူဖြစ်ကွယ်လွန်သူဦးထွန်းကျော်ခိုင်အားရည်စူး၍ဒေါ်နန်းသိန်းညွန့်တာမောင်မင်းလူလင်မောင်ခိုင်စစ်သူမိသားစုမှာမတီ300ကျပ်အားအလှလူရှင်မိသားစုမှာစက္ကန့်လူတန်းပေးပါရန်နှင့်ကပ္ပိယကာရကအဖြစ်ဦးစောမင်းထွန်းမှလက်ခံပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါတယ် ဆွမ်းချက်ဆောင်ကပျောက်ပြက်နေပြိုပြက်စတင်ပြီးတော့ဟုတ်ပြီတပည့်တော်တို့သည်ဆင်းရဲခတ်သိမ်းကင်းငြိမ်းရာမှဉာဏ်နိဗ္ဗာန်ကိုဤတန်တောင်းတ၍ဆွမ်းချက်ဆောင်မာတီငွေဖြင့်ချောင်းဆောင်အဖြစ်လှူဒန်းကြပါ၏ဤကုသိုလ်ကြောင့်ကြံကြမ်းမာမာချမ်းချမ်းသာသာလောကီလောကုတ္တရာကောင်းကျိုးချမ်းသာကိုဘဝမရှားခံစားရပါလို့ဤရှင်ဘုရားသာဓု ဆက်လက်ပြီးတော့ကျေးဇူးတော်ရှင်မြတ်ဦးဆရာတော်ကြီးမွေးနေ့ပူဇာအဖြစ်ဦးအောင်ကျော်လင်းဒေါ်ဇာနီဝင်းသမီးမတ်ဆောင်ဥဒရာလင်းမတ်ပိုးအိန္ဒရာလင်းတာမောင်ဆိုင်တီဟာကျော်မောင်ဆိုင်သူရကျော်တော့ဆိုင်ကယ်နဲ့ကုံမျိုးစုံရောင်းဝယ်မိသားစုမှာစက္ကန့်လူတန်းအပ်တော်အလူငွေ350ကျပ်အလူရှင်မိသားစုမှာစက္ကန့်လူတန်းပေးပါရန်နဲ့ကပ္ပိယကာရကအဖြစ်ဦးစောမင်းထွန်းမှလက်ခံပေးပါရန်လေးစားစွာပန်ကြားပါတယ် တပည့်တော်တို့သည်ဩနာတိယေဒုက္ခဘေးမှလောကင်းယာမံဉာဏ်နိဗ္ဗာန်ကိုဤတန်တောင်းတ၍မြောက်ဆရာတော်ဤအရိယပฏิပတ်သာသနာနှစ်ရပ်ကိုချမ်းချမ်းသာသာဆောင်ရွက်နိုင်ရန်ဤစိတ်တန်၍ဒီနိဗ္ဗာန်ကိုအာယုံပြုကာဝိနည်းတော်နှင့်အညီအဆက်စွာဖြင့်လူဒန်းကြပါ၏ဤကုသိုလ်ကြောင့်ဉာဏ်ဉာဏ်မှာချမ်းချမ်းသာသာလောကီလောကုတ္တရာကောင်းကျိုးချမ်းသာကိုဘဝမရှားခံစားရပါလို့ဤရှင်ဘုရားသာဓု ပင်ကြောင်သည်ဒီမှာတန်ဃာတော်ရှင်သူမြတ်တို့ဗျာဘုရားတပည့်တော်တို့ဤလူဝဲဝတ္ထုစက္ကန့်ချင်းစီစဉ်အားအရှင်ဘုရားများစွန့်ဖုံးပေးပြီးမှသာဤဓမ္မယုံကြီးဘော်သို့ကြွားရောက်အလှခံတော်မူကြပါယံရိုသေစွာပန်ကြားလျှောက်ထားအပ်ပါသည်ဘုရားကျေးတော်ရှင်မြတ်ဦးဆရာတော်ကြီးတက်တော်66နှစ်ပြည့်
ဝိဇာတာပင့်တန်က69ပါလူရှင်ဦးမင်းမင်းဒေါ်နီလာဝင်းတာမောင်ဖုံးမင်းသိမိကမိုဘိုင်းကင်းဖုံးဆိုင်မိသားစုမှာပင့်တန်ကတပါအလှငွေ3သိန်းကျပ်သင်္ကန်းတစ်စုံလက်ဆွဲအိတ်တစ်လုံးစံစီစီစသည့်လူဒန်းဝယ်ရများစက္ကန့်လူဒန်းပါသည်ဗျာကိုအောင်ကျော်လင်းမတ်ဇာနီဝင်းမိသားစုတို့မှာပင့်တန်က69ပါအတွက်စောင်း69တဲစက္ကန့်လူဒန်းပါသည်ဗျာမြောက်ဦးဆရာတော်ကြီးမွေးနေ့အထိမ်းအမှတ်အလှဖြိရက်ွက်နေပြည်သူများကိုဥမုတ်တုံမိသားစုမှာစံ6ပြည်690အိတ်နဲ့အလူငွေတဦး1000ကျပ်စက္ကန့်လူဒန်းပါတယ်ဗျာကိုကျော်ဆန်းဝင်းမမမိုးအေးဘိုးအိမ်ဆောက်ပြည်ကြီးဆိုင်မိသားစုမှာစံ3ပြည်အိတ်900နဲ့နောက်ထပ်9ရက်သားသမီးများစုပေါင်းအလူမှာစံ6ပြည်အိတ်250အိတ်အသီးသီးစက္ကန့်လူဒန်းပါတယ်ဗျာထိုလူဒန်းမှုများအားအိမ်အောင်စုပေါင်း1300ကိုလူဒန်းသွားမှာဖြစ်ပါတယ်ဗျာထိုလူဒန်းမှုအစုစုတို့အားလုံးအိတ်သက်များဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်ကြပါစေဘုံတည်းဆက်လက်ပြီးအခမ်းအနားအစီအစဉ်900ရဏမောင်တောရဓမ္မရိပ်သာကြီးများ၏နာရကကျုပ်ကျေးဇူးတော်ရှင်မြတ်ဦးဆရာတော်ဘုရားကြီးမှာဝိဇာတမွေးနေ့ထိတ်အမှန်အနုမောဒနာတရားဟောကြားချီးမြှင့်ပေးပါရန်ဘုရားပြည်တော်ချွေတော်ဥက္ကဋ္ဌယုတိစွာလျောက်ထားအပ်ပါသည်ဗျာဒီနေ့အာသနာတော်သက္ကရာ2569ခုလူတို့ဝေါဟာရကောဇာသက္ကရာ1389ခုတရညလဆန်း4ရက်နေ့ဒီနေ့25ရက်6လ2025ခုကရင်ပြည်နယ်မြဝတီမြို့ရဏမောင်တော်ဓမ္မယိတာဌာနခွဲဘုရားကျေးဇူးကျောင်းတဲ့အတွင်း၌ဆင်ကျင်းပါတဲ့မွေးနေ့အထိမ်းအမှတ်ကုသိုလ်ဝဲမွေးနေ့အထိမ်းအမှတ်ဖြစ်ဒီနေ့အဓိကယန္တကယမလေးများကဥစည်းပဒါနပြုပြီးတော့အားလုံးတရားဓမ္မတွေပေါင်းစုလို့ကောင်းမှုပြုတဲ့ပျော်စရာကောင်းတဲ့ကုသိုလ်လေးပေါ့ဘုန်းကြီးတို့ဒီကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်များရဲ့နောက်ဆုံးအချိန်လေးတစ်ခုအနည်းငယ်လေးပြောမိမိတို့ပြုလုပ်တဲ့ကုသိုလ်စေတနာလေးတို့သည်ချစ်ချင်းမတိတာပင်ညာတော့နောက်ဆုံးဤလောကကြီးကိုနောက်ဆုံးမှခွဲခွာရမယ်အချိန်မှာကမ္မနိမိတ်ဂတိနိမိတ်ဆိုတာရှိကိုပြုလုပ်လိုက်တဲ့ကုသိုလ်ကံလေးတွေကိုအဲ့ဒီရှိမှအာယုံလေးဝင်လာတယ်ကမ္မနိမိတ်ကံရဲ့ကိုပြုလုပ်တဲ့ကံလေးကွယ်တတ္တိဟာအဲ့ဒီရှိမှအကျိုးပေးရန်အတွက်အစဉ်သင်းဖြစ်လာကမ္မနိမိတ်တွေပျော်ပျော်ပါပါသာသနာပြုကုသိုလ်တွေယူရတာသာသနာတော်ကြီးတွေပရိယတ္တိသာသနာပฏิပတ်တိသာသနာဆိုတဲ့သာသနာ2ရပ်ကိုပံပိုးလှူဒန်းခဲ့တဲ့ကုသိုလ်စေတနာလေးတွေပျော်ပျော်ပါပါပြုံပြုံချွင်းချွင်းဖြင့်ပြုလုပ်ခဲ့တဲ့စေတနာလေးတတ္တိဟာအဲ့ဒီရှိမှငါဒီလိုဘယ်လိုဆရာတော်တွေမြည်သည့်ဆရာတော်တွေအကြောင်းရင်းခံပြုဒုကုသိုလ်တွေဘယ်လိုပြုခဲ့ရပါပေါ့လားစိတ်ထဲမှာအားရကြည်နပ်ွယ်ဖြစ်တဲ့စေတနာတွေအဲ့ဒီချိန်မှာပေါ်လာထိုတတ္တိကြောင့်နောက်ဆုံးမှာဂတိနိမိတ်ဒီကုသိုလ်ရှင်များရဲ့သွားရနမိတ်ကနေဆိုနိုင်ပါသုက္ကတိနိုင်ပါသုက္ကတိနမိတ်ဒီသုက္ကတိနမိတ်ထင်ပြီးတော့သုက္ကတိဘဝမှာဒီကုသိုလ်ရဲ့တတ္တိကြောင့်ချမ်းချမ်းသာသာနေသွားရအဲ့ဒီသုက္ကတိဘဝဒီမှာလည်းပဲအရိယာသူတော်ကောင်းတရားတွေကိုနာယူမှတ်သားကျင့်ကြံပွားများအားထုတ်ခဲ့တဲ့ပုဂ္ဂိုလ်တွေမို့ဒီဘဝမှာမဉ္ဇဉ်ဘုံညာမရသေးတော့မှဒုတိယဘဝမှာဓမ္မမှုတတိယဘဝဒီမှာဘဝတစ်ခုခုမှာဒီကုသိုလ်ကောင်းမှုကအပရာပရိယကုသိုလ်စေတနာတတ္တိတွေကျေစုပြုသွားလိမ့်မယ်ဒေဋ္ဌဓမ္မဝေဒနိယကံအပဲမျက်မှောက်ဘဝမှာမဉ္ဇဉ်ဘုံညာကျေစုမပြုသေးရင်တောင်မှဥပပစ္စဝေဒနိယကံအပဲဒုတိယဘဝမှာအကျိုးပေးစေတတ်
ထိုဥပပိစ္ဆဝရဏိယကဒုတိယဘဝမှာကျိုးမပေးသေးလို့ရှိရင်တော့အပရပရိယဝရဏိယကတတိယဘဝကဘဝတစ်ခုခုမှာအကြောင်းညင်ညွတ်တဲ့နေ့တနေ့မှာအရိယာသူတော်ကောင်းကြီးတွေဆုံးမကိုထပ်ပြီးတော့နာကြားရလို့ကိုယ်တော်လက်ကိုတဆန်းဆန်းတော်လက်တကွအတွင်းမှာမဲ့ဖို့နိဗ္ဗာန်ကိုရောရပြီးတော့အပေတကန်းပိတ်ပြီးတော့တန်တရာမှာကျင်လေရရင်ခန္ဓာဘဝလောက်တာဩနာတိမွဲခွင်းကခန္ဓာဘဝလောက်တာစုံစည်းပြီးတော့ခန္ဓာဘဝမြောက်တဲ့နေ့မှာယဟန္တာယောက်ျားယဟန္တာမိန်းမဖြစ်ပြီးတော့ခန္ဓာပရိနိဗ္ဗာန်စံကြရတယ်သို့တော့အဲ့ဒီခန္ဓာဘဝမှာလည်းအသက်တန်းတူတဲ့နေရာမှာမဖြစ်တော့သက်တမ်းရှည်ရှည်လေးနေရတဲ့တာဝရိန်သားလို့နတ်တုတ်တိသားတို့လိုနေရအဲ့ဒါလို့နတ်ပြည်6ထပ်မှာထက်တန်းကြတဲ့နတ်ပြည်6ထပ်မှာအရိယာသူတော်ကောင်းတွေဖြစ်နေခြုံပြီးတော့အနာဂံဖြစ်ရင်တောင်မှပဲတချို့ပုံစံစံသွားတဲ့ပုဂ္ဂိုလ်တွေအနာဂံဖြစ်သုဒ္ဓဝါဒဗြဟ္မဘုံမှာအနာဂံဖြစ်နေရှိနေပြီးတော့ဖရာတွေကိုဖူးပြီးတော့သက်တမ်းမကုန်ခင်မှာယဟန္တာဖြစ်ပြီးထိုသုဒ္ဓဝါဒဗြဟ္မဘုံသုဒ္ဓတာသုဒ္ဓတိသုဒ္ဓအဂတိတာဆိုတဲ့သုဒ္ဓဝါဒ၅ဘုံတစ်ခုမှာယဟန္တာဖြစ်ပြီးပြိဋိဘာစံကြလိမ့်မယ်အဲ့ဒါတွေဟာဘာရဲ့အကြောင်းတရားလဲမေးတော့ကုသိုလ်ရဲ့စွမ်းအားတွေလောကမှာကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘယ်သောခါမှအောက်တန်းမကြအောက်တန်းကြတဲ့ဘဝမှာလည်းဘယ်တော့မှမဖြစ်ရဘူးအထက်ကျမ်းကြမြင်လမန်းလှပြီးတော့ဘဝမှာသစ္စာတရားတွေနားလည်သဘောပေါက်ထားတဲ့အတွက်ဒီကုသိုလ်ကောင်းမှုသည်ဘုရင်တို့မနေ့ကပြောခဲ့တယ်လို့ပေါ့ကုသိုလ်တွေပြုလုပ်တဲ့ခါကာလမှာဒီလူရှင်တွေထက်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်အများကြီးပဲဒါမဲ့သူတို့ဟာအခုလူနေကြတဲ့လူရှင်လူမလေးတွေဟာသူတို့တရားတရားလေးတွေအပြည့်အဝရှိပစ္စည်းဥစ္စာကိုရအောင်ရှာတဲ့ဓမိယလက်တာဖြစ်ရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာတွေသာသနာတော်ကြီးအတွက်ပံ့ပိုးတယ်အဲ့ဒါအနုကာမိကရွှေအိုးမြုပ်တာလို့ခေါ်အနုကာမိကရွှေအိုးမြုပ်တယ်ဒီကုသိုလ်ကောင်းမှုတွေဘယ်တော့မှမေးပြောက်လို့မရတဲ့ကုသိုလ်လေးတွေဤစေရနာနေဘယ်တော့မှမေးပြောက်လို့မရတဲ့ကုသိုလ်ကောင်းမှုတွေဘာကြောင့်လဲဘုရားကစေရနာဘိက္ခွေကမ္မဝရမိစေရနာဟာကံလို့ခေါ်စေရနာကောင်းတဲ့ပုဂ္ဂိုလ်တိုင်းဟာကံကောင်းကြတဲ့ပုဂ္ဂိုလ်တွေယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်မြည်သည့်ပုဂ္ဂိုလ်မဆိုစေရနာကောင်းရင်တရားဓမ္မတွေဘာကောင်းတယ်ကံကောင်းတယ်ကံကောင်းတဲ့ပုဂ္ဂိုလ်တိုင်းသည်ဘာကောင်းကဲလို့သဘောပေါက်တယ်နော်စေရနာကောင်းခဲ့တဲ့ပုဂ္ဂိုလ်တိုင်းဒီပြန်ပြောပါကောင်းတယ်ကံကောင်းကြတဲ့ပုဂ္ဂိုလ်တိုင်းသည်ဘာကောင်းတယ်စေရနာမွေးရင်စေရနာအထက်တန်းကြရင်အကျိုးပေးထက်တန်းကြစီတယ်သဘောပေါက်တယ်နော်ဒါဆိုဒီနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုသည်မြောက်ဦးဆရာတော်အကြောင်းရင်းခံပြီးတော့ဒီနေ့ကြည့်သိအားရစရာကောင်းတယ်ဘုံဘုံတို့အကြောင်းရင်းခံပြီးတော့တရားဓမ္မတွေကုသိုလ်တွေဖြစ်ကြသာသမီတိလို့အားလို့ကိုယ့်ရဲ့ယဟန်တကယဟန်မမိသားစုစိတ်ဓာတ်တွေမွေးပြီးတော့ဘုံဘုံတို့ပေါ်မှာဓမ္မတန်ရောစဉ်အပြည့်အဝထားပြီးတော့သာသနာပြုပေးကြသာသနာပြုလုပ်ငန်းမှာဆောင်ရွက်ပေးကြတရားစကားမှာလူလေးသေးမရှိအာယုံဆွနေဆွညနေဖြောရင်လိုအပ်တာလေးတွေလာပြီးပံ့ပိုးပြီးကုသိုလ်တွေပြုလုပ်ကြအထူးကျေးဇူးတင်တယ်ကိုမုတ်တုံတို့မိသားစုတွေကိုလည်းကျေးဇူးတင်တယ်လာရောက်ပြီးတော့ဘုန်းတို့ကိုအကြောင်းခံပြီးတော့ကုသိုလ်တွေယူဖြစ်ကြကုသိုလ်တွေရယူကြအဲ့ဒီကုသိုလ်သည်မိမိပြုလုပ်ထားတဲ့ကုသိုလ်သည်ကိုနေပူတဲ့သွားရင်အရေးသည်ကိုနောက်ကအရေးတကောက်ကောက်ပါတယ်လို့ပဲကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တို့ဒီကုသိုလ်တတ္တိကကြိုတင်ပြီးအကျိုးပေးရန်အတွက်ရှေ့မှာစောင့်ကြိုနေလိမ့်မယ်ကုသိုလ်ပြုလုပ်တဲ့ပုဂ္ဂိုလ်တွေဟာပြုသမျှအောင်မြင်တဲ့ကြံသမျှပြီးစီးတယ်အလိုပေးတဲ့ထေဘဆိုသလိုပေါ့
ဘုရားလက်ထက်တော်တုန်းကမျိုးသမီးလေးတယောက်ဇပင်ကိုဖြတ်ပြီးတော့တန်ဃာတော်တွေဆွမ်းလှူတယ်ဇပင်ဖြတ်ပြီးတော့ရောင်းတယ်ရောင်းလို့ရရှိတဲ့အတ္တဗျာဖြင့်ယဟန်တော်၅ပါးတို့ကိုဆွမ်းလှူတယ်ဒေဝနာပိယတိလမင်းကြီးရဲ့ထိချက်ဆောင်နတ်သမီးကသာဓုခေါ်ဒေဝနာပဋိသင်တရားဒေသပိယဒေသမင်းကြီးကဟဲ့သင်သာဓုခေါ်တာဘာလို့လဲထိချက်ဆောင်နတ်သမီးပါမင်းကြီးဘာလို့တော့ဒီလိုအမျိုးသမီးတယောက်တန်ဃာတော်ရှင်မြတ်တွေလှူဒန်းတယ်ငါကုသိုလ်တွေပြုလို့စဉ်တုန်းကတော့သင်သာဓုမခေါ်ဘူးနော်အရှင်မင်းကြီးပြုလို့တဲ့ကုသိုလ်ကောင်းမှုကရှင်မင်းကြီးကဘဝပြေဆုံးလို့အဲ့ဒီမျိုးသမီးလေးဒီလှူစရာစေတနာတွေအပြည့်ရှိပြီးတော့သူဒီဘဝမှာအလွန်ချမ်းသာကြွယ်ဝပြီးတော့လှူဒန်းခြင်းမဟုတ်ဘူးသဘင်ကိုဖြတ်ပြီးတော့လှူခြင်းလုံးနဲ့စိတ်တဲ့သဘင်ဖြတ်ပြီးရောင်းချလို့ရတဲ့ပစ္စည်းဖြင့်တန်ဃာတော်တွေဆွမ်းလှူတယ်ထိုတန်ဃာတော်အရှင်မြတ်တွေကလည်းပြစ္ဆေဝကနာဆင်ခြင်ပြီးတော့တရားမှတ်ရင်းနဲ့ယဟန္တာတွေဖြစ်တော်မူကြဩဒီဆွမ်းတက္ကဒကမတို့ငါတို့သည်တာမန်ရှိမြောက်လို့မဖြစ်ဘူးငါရှင်တို့တပည့်တော်တို့ဟာဒီဆွမ်းတက္ကမလေးကိုအထူးအဖြင့်ရှိမြောက်ကြပါကုန်စို့တပိတ်ထဲမှာဆွမ်းတွေထက်အခြေကချဆွမ်းကိုပြင်ဆင်ဆင်ခြင်ပြီးတော့တရားမှတ်ရင်းနဲ့ယဟန္တာတွေဖြစ်တော်မူကြဆွမ်းတက္ကမဟာအလွန်ကြီးစုများသွားကြဘုရင်ကြီးကိုယ်တိုင်လာရောက်ပြီးသူ့ကိုသမီးဖြစ်နဲ့မွေးမြူတာသမီးဖြစ်နဲ့သူ့ကိုမွေးစားလိုက်တော့ဘုရင်သမီးဖြစ်ပြီးတော့ကုသိုလ်တွေငါသမီးစိတ်တန်းညကုသိုလ်တွေပြုအလူပေးလို့တတိဖြစ်စေတနာကောင်းခဲ့လို့ကံကောင်းကြဒါဥပမာလေးပြောပြရရတိုင်းမှာမြည်သည့်ပုဂ္ဂိုလ်မဆိုကိုပြုတဲ့စေတနာကံတရားတို့သည်ကိုယ့်ကိုကြိုးပေးတယ်ဒါကြောင့်မို့လို့ကံကောင်းတဲ့ပုဂ္ဂိုလ်ဒီကံကိုကံနဲ့ဆင်းရတယ်ဘယ်လိုလုပ်ကိုင်းလို့အဆင်ပြေပြီးဆိုကုသိုလ်တွေလုပ်ကုသိုလ်တွေပြုထားကံကိုကံနဲ့ဆင်းရတယ်လို့ကံကိုဉာဏ်နဲ့ဆင်းကံကိုဉာဏ်နဲ့ဘယ်လိုဆင်းရမှလဲတပည့်တော်များဤကဲ့သို့ပရိယတိသာသနာပฏิပတ်တိသာသနာနှစ်ရပ်ကိုဆောင်ရွက်တော်မူကြကုန်သောသံဃာတော်ရှင်မြတ်တို့အားအဓိကပဒနာပြုပြီးတော့ဘုရားမူကြီးတော်သံဃာတော်ရှင်ကောင်းရှင်မြတ်တွေလူတန်းတော်ဒါနကုသိုလ်ကောင်းမှုစေတနာစောင့်ထင်းရသောသီလကုသိုလ်ကောင်းမှုစေတနာတရားဓမ္မတွေနာယူမသာသုံးသဆင်ရင်ပွားများတဲ့ဘာဝနာကုသိုလ်ကောင်းမှုစေတနာဤကုသိုလ်ကောင်းမှုစေနာအစုစုတော်အာဇာတိပဋိသန္ဓေမနိယဆင်စဉ်ဖြစ်တတ်သောအာဇရံစံဖြူယိုယွင်းအိုမင်းချင်းဒုက္ခပေါင်းတို့မှကင်းဝေးရာဖြစ်ပေသောအဗျာတင်ယောဂဝေဒနာတို့မှလွတ်ကင်းရာဖြစ်ပေသောအမရဏသေခြင်းဒုက္ခပေါင်းတို့မှကင်းဝေးရာဖြစ်ပေသောဒီဝံဒုက္ခကတိချုပ်ညင်ရာမှမြတ်နေပါသောပါပုဏိတမလင်မြန်ထုတ်ကြောင့်မျက်မှောက်ပြုရပါလို့ဖေယတပည့်တော်တို့သည်သာသနာတော်မြတ်ကြီးကိုပရိယပฏิပတ်သာသနာနှစ်ရပ်ကိုထံမွေးဆောင်တော်မူကြတဲ့သံဃာတော်ရှင်ကောင်းရှင်မြတ်တို့အားရွှေနေသာဓမ္မထုံးလို့ပြီးတက္ကလအဇလောပစ္စည်းများကိုလူတန်းရတဲ့ကုသိုလ်ကောင်းမှုသည်အိုနာသည်ဒုက္ခဘေးမှာလောကင်ရမှာမျက်နှိပါတွက်ပါဖေယအဲ့ဒါဉာဏ်ရှင်တွဲတဲ့ကုသိုလ်လို့ခေါ်တယ်ဒါနပြုပွဲဉာဏ်ရှင်တွဲတဲ့လောကမှာဘေကံစွန့်ကြဲခြင်းဒါနမရှိရင်ဘဝတန်တာမှာညဉ့်ညင်ဆင်းရဲရတတ်တယ်ဒါကြောင့်ဒါနနေရင်မွေးတတ်တဲ့သီလနေတော်ယောဂတွင်သမထနေတော်စိတ်ဆင်းရဲတဲ့ဝိပဿနာနေတော်နိဗ္ဗာန်ကိုဆိုသလိုဒါနမပသံသရာမွေးကနေရမည်သီလမပသံသရာလဲကနေရမည်သမထမပသံသရာစိတ်ဆင်းရဲကနေရမည်ဝိပဿနာမပသံသရာနိဗ္ဗာန်ကိုလိမည်ဆိုသလိုဧကနေ့ဒါနအစသီလလည်းဘာဝနာဆုံးစတဲ့ကုသိုလ်ကောင်းမှုတို့ဖြင့်ပြည့်စုံဖို့အတွက်မြတ်စွာဘုရားရှင်ကိုရာဇတုတတိ6ထားလို့ဘုရားကမင်းတော်မူတယ်ဣဒနန္တတိပစ္စနန္တတိကတပုညဥပယတနန္တတိဣဒမောတတိပစ္စမောတတိကတပုညဥပယတမောတတိဣဒနန္တတိမောတတိပစ္စနန္တတိမောတတိဥပယတနဥပယပစ္စဥပယတနန္တတိကတပုညကုသိုလ်ကောင်းမှုတို့ဖြင့်ပြည့်စုံကြကုန်သောပုဂ္ဂိုလ်တို့သည်
ကတ္တဘုံညောဒါနအစသီလလည်းဘာဝနာဆုံးစသောကုသိုလ်တော်တို့ဖြင့်ပြေဝါကြကုန်သောပုဂ္ဂိုလ်တို့သည်ဣဒာဤဘောနှင့်နတတိမောတတိနှစ်သက်ရှင်ပြုဝမ်းပန်းတတ်တာနေရပါ၏လောကမှာကုသိုလ်ကောင်းမှုတွေပြေဝတဲ့ပုဂ္ဂိုလ်ဟာတဲ့ပစ္စုပန်မှာလည်းပဲချမ်းချမ်းသာသာနေရတတ်တယ်တဲ့ပြစ္ဆာတမနောလောကနဲ့လည်းပဲနတတိမောတတိနှစ်သက်ရှင်ပြုဝမ်းပန်းတတ်တာနေရပါ၏ဓမ္မိကဥပဒကတို့ကိုလည်းဒီတရားကိုမြတ်စွာဘုရားဟောတော်မူဓမ္မိကဥပဒကဆိုတာအနာဂံပုဂ္ဂိုလ်ဥပဒက900ဘုရားနာရောက်လာမြတ်စွာဘုရားရှင်ကဥပဒကတို့လောကမှာတရားပညာရှိတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်ဒါနအစသီလလည်းဘာဝနာဆုံးသကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ပြစ္စုပန်ဘဝမှာလည်းပဲဘဝသက်ကောင်းသက်သာနေရတတ်တဲ့ချမ်းသာသာနေရတတ်တဲ့ပြစ္ဆာတမနောလောကပဲနန္တတိမောတတိနှစ်သက်ရှင်ပြုဝမ်းပတတ်တာနေရတတ်တဲ့ဥပယတနန္တတိမောတတိပစ္စုပန်တမလောနတန်သောဘဝတို့ပဲကုသိုလ်အာယုစိတ်မှာထုံလို့အမြဲပဲမဲ့နှစ်သက်ရှင်ပြုဝမ်းပတတ်တာနေရတတ်တဲ့မြတ်စွာဘုရားရှင်ကလောကမှာကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ကောင်းမှုတွေပြည့်ဝထားတဲ့ပုဂ္ဂိုလ်တို့ကုသိုလ်ကောင်းမှုကဘဝကိုအထက်တန်းကျစေတတ်တယ်။သို့တော့ဒါနလောင်းနဲ့ရပ်ပြီးတော့ရပ်တည်ပြီးမနေနဲ့အောင်သီလလောင်းနဲ့ရပ်မနေတဲ့အောင်သမထလောင်းနဲ့ရပ်ပြီးတော့မနေနဲ့အောင်တဆင့်တက်ပြီးတော့ခန္ဓာဉာဏ်ရောက်တဲ့ဝိပဿနာတရားတို့နာယူခြင်းမှတ်သားခြင်းကျင့်ကြံပွားများအားထုတ်ခြင်းဒီနေ့တရားဟောပုဂ္ဂိုလ်တွေခန္ဓာကိုယ်ကြည့်အိုခြင်းဒုက္ခနာခြင်းဒုက္ခသိခြင်းဒုက္ခတို့ပြည့်ဆိုင်ပြီးတော့နေကြရတရားနာနေကြတဲ့တရားဓမ္မတွေကိုယ်ခန္ဓာကိုငါတို့ခန္ဓာကိုလည်းအိုနေရတယ်ငါတို့ကိုတစ်ဖြည်းတစ်ဖြည်းငါတို့အိုလာတယ်ငါတို့ယောဂဝေဒနာတွေဖြစ်ရတယ်နောက်ဆုံးမှသိခြင်းတရားဆင်ကြရမယ်ဩအလူကံပုဂ္ဂိုလ်ကြည့်လိုက်ပြန်တော့အိုရမယ်နာရမယ်သိကြရအလူပေးပုဂ္ဂိုလ်လည်းအိုနာမယ်အိုကြမယ်သိကြမယ်အိုနာသိဖြစ်ကြရမယ်ဒါဆိုတပည့်တော်များဤကဲ့သို့ပြုလို့ရတဲ့ကုသိုလ်ကောင်းမှုသည်ဒီအိုရတဲ့ဒုက္ခနာရတဲ့ဒုက္ခသိရတဲ့ဒုက္ခမလိုချင်သောဉာဏ်ဖြင့်ဤကုသိုလ်ကောင်းမှုကိုပြုလို့ပါ၏လို့စေနာတရားတရားရှေ့ဆောင်ထား၍ကဲလက်အိုလေးရှိဒါနတရံတုတတ္တယံသီလရကံတုသဗ္ဗတာဘာဝနာပိရတဝန္တုတရံတုဘဝသာကရံဘဝန္တောသံသရာဘုံတဲ့ခွေးမှာဘုရားရှင်သာသနာမှာဆုံတွေ့လို့ပရိယတိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာဆိုတဲ့သာသနာ300ကိုပူဇော်ခွင့်ရကြကုန်သောတရားဓမ္မပေါင်းသူတော်ကောင်းတို့ဒုမေသင်တရားဓမ္မပေါင်းသူတော်ကောင်းတို့သည်တတ္တာယကံကံ၏အကျိုးမြတ်တို့ယုံကြည်တရားတရားကိုစီဖြင့်ဒါနံပိလူဇာကပါရမီမြောက်တဲ့မြတ်ဒါနတွေကိုတတံတုပုပ္ပမုဇ္ဇပရစေနာသုံးနှံဖြာ၍ပရိယပရိပတ်ပฏิဝေဒသာသနာ300ကိုစေနာသုံးပါးညီထား၍ကောင်းစွာမှသိပေကံစွန်ကြလူတန်းနိုင်ကြပါစေကုန်သတည်းသီလဒါနမသိရှိသို့ရှိလည်းရဲ့5ပါးအပြည့်ဇလီအထင်ကိနဝင်ကိကို14သောတေကိုချင်းလို့ဆိုသောသီလများတို့ကိုလည်းပဲလာဘတာနိနိညညကသိသောကာလတုနရကံသို့ကောင်းစွာမှသိစောင့်ကြောင်းနိုင်ကြပါစေကုန်သတည်းဘာဝနာဗေရတဒါနသီလမသိရှိသို့ရှိလည်းရဲ့သမထဘာဝနာဝိပဿနာဘာဝနာတည်သောဘာဝနာ2ပါးတို့ဖြင့်ရွှင်လန်းမွေးလျော်ပျော်ကြီးပျော်နေကြကုန်သည်ဝန္တုဖြစ်ကြပါစေကုန်သတည်းဘဝသာကရံကာမရူပအရူပကိုဘဝပင်လည်းရေပင်ကျဲကြီးကိုလည်းပဲတတံတုမိကေရှိတွေသင်္ဘောလေးဖြင့်မသွေမတောက်ကန်းသို့ရောက်အောင်ကောင်းစွာမသွေကုခံနိုင်ကြပါစေကုန်သတည်းနော်ဟုတ်ပြီရှင်ဖေယဤမွေးနေ့ထိမှအဖြစ်တန်ဃာတော်ရှင်မြတ်များအားလူတန်းရန်အတွက်မြောက်ဆရာတော်မှတဆင့်လူတန်းပါ၏ဒီကုသိုလ်သည်မဲ့ဖို့နိဗ္ဗာန်ဤထောက်ပံ့ဖြစ်ရပါလိမ့်ဗျာအာယုံတို့တပည့်တော်တို့သည်ဩနာတိယဒုက္ခဘေးမှလွတ်ကင်းရမှမြတ်နိဗ္ဗာန်ကိုရည်တန်တောင်းတ၍မြောက်ဆရာတော်ဤအရိယပฏิပတ်သာသနာ200ကိုချမ်းချမ်းသာသာဆောင်ရွက်နိုင်ရာရည်စိတ်တန်၍ဒီနိဗ္ဗာန်ကိုအာယုံပြုကာဝိနည်းတော်နှင့်အညီအဆက်စွာဖြင့်ဤပရိသပင်တို့ကိုပန်းပရိသပင်တို့ကို
လူဒန်းပါဤဤကုသိုလ်ကြောင့်ကိုယ်ဤကျမ်းမာခြင်းကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းကိုဒိဋ္ဌဓမ္မခံစားရ၍လောကီလောကုတ္တရာကောင်းကျိုးချမ်းသာကိုဘဝမရှားခံစားရပါလို့ဤရှင်ဘုရားသာဓုသာဓုသာလာဓုသာဓုသာဓုဆရာတော်တွေကိုလှူဖို့ဆက်လက်ပြီးတော့ ကပ်ပြရတယ်လေနောက်မှာဆက်လက်ပြီးခန္ဓာအစီအစဉ်600ကဲဆရာတော်ရှင်မြတ်တို့ကိုတဲ့12000စီဘုရင်တို့ကရင်ပြည်နယ်သာသနာ့နောကအသင်းဥက္ကဋ္ဌဒကာယုံမို့တော်မိသားစုကလှူဒန်းခြင်းကိုထက်ဆင့်ဝမ်းမြောက်နှုမောသာဓုခေါ်ဆိုနိုင်ကြပါစေတည်းဆက်လက်ပြီးတော့ခန္ဓာအစီအစဉ်600လှူဒန်းမှုအစုစုတို့အားရေဆက်သွန်းချအမျှပေးဝေပေးပါရန်ဖျားပြီးတော့မှယူသည်စွာလျှောက်ထားပါလိမ့်ဗျာကဲကုသိုလ်ကောင်းမှုကိုမြာဝေခံစားကြမယ်ပတ္တိဒါနနဲ့ပတ္တနုမောဒနာတရားကြီးအတွက်ရေစက်ခွက်တစ်ခွက်ဒီနေ့မိမိတို့ပတ္တိဒါနနဲ့ပတ္တနုမောဒနာမိမိတို့ပြုလို့ကုသိုလ်ကောင်းမှုကိုမိမိတို့ကဝမ်းသာရပြီးတကယ်တော့ကိုတို့ပြုလို့ကုသိုလ်ကောင်းမှုတို့ကိုလည်းပဲအနမေတ္တကတဏ္ဍလာဇန်တဲ့ဤဘတဲ့တော်ဆက်လာကြမိဘဆွေမျိုးတို့သည်ဤကုသိုလ်ကောင်းဖြစ်လျက်ဘောဓနာကသာဓုအနုမောဒခေါ်ဆိုနိုင်ကြပါစေဤကုသိုလ်ကောင်းမှုကိုတဏ္ဍလာဇန်တဲ့ကဤဘတဲ့တော်ဆက်လာကြကုံတော်မိခင်ဖခင်မိအောင်ပါအောင်ဘိုးဟောင်းဘွားဟောင်းဆွေမျိုးပေါင်းတို့သည်ယနေ့ပြုလို့တဲ့ကုသိုလ်မှန်သမျှကိုမြင်နိုင်ကြပါစေသတိကြားနိုင်ကြပါစေသတိသာဓုအနုမောဒခေါ်ဆိုနိုင်ကြပါစေသတိမြင်နိုင်ကြနေသာဓုခေါ်ဆိုနိုင်၍ဆင်းရဲခြင်းဒုက္ခအပေါ်မှာလောကင်းကချမ်းသာခြင်းခံစားနိုင်ကြပါစေလို့အာယုံပြုပြီးကဲရေစက်သွန်းချမြတ်ပေးဝေကြမယ်။သံဃာတော်အရှင်မြတ်တို့ဖေယတပည့်တော်တို့သည်ယနေ့ယခုမြောက်ဦးဆရာတော်ဤသက်တော်66နှစ်ပြည့်မွေးနေ့ထိမ်းမှတ်အဖြစ်ဘုရားမှုရှိသောသံဃာတော်အရှင်မြတ်တို့နှင့်ရောက်ရှိလာကြကုန်သောပရိသတ်တို့အားစတုတ္တိသာဆွမ်းဆံတော်တို့ကိုနဝကမ္မနှင့်တကဝအဆက်စွာဖြင့်ပေးလူရသောဒါနကုသိုလ်မြောက်ဆရာတော်ဤကျမ်းမာရေးအတွက်ပစ္စည်းလေးပါးအတွက်ဆွမ်းပရိခြင်းစေပရိသာပင်နှင့်ပစ္စည်းလေးပါးပရိသာပင်တို့ကိုအဆက်စွာဖြင့်ဝိနည်းတော်နှင့်အညီလှူဒန်းကြပါ၏ဤလူဒန်းကြရသောဒါနကုသိုလ်ဆောင်ထင်းရသောသီလကုသိုလ်ခန္ဓာ၅ပါးဉာဏ်ရုပ်တရားတို့သည်မမြဲခြင်းအနိစ္စဆင်းရဲခြင်းဒုက္ခအစိုးမရခြင်းအနတ္တဤလက္ခဏာယင်သုံးပါးတို့ကိုဆင်ခြင်းသုံးသပ်ရသောဘာဝနာကုသိုလ်ဤကုသိုလ်ကြောင့်ဩနာတိယေဒုက္ခဘိမလောကင်းယာမဉာဏ်နိဗ္ဗာန်ကိုဤဘဝဤခန္ဓာဤသာသနာတွင်မှပင်လျင်လင်းမြန်သောသိဉာဏ်ဖြင့်မျက်မှောက်ပြု၍ခံစားရပါလို့ဤကုသိုလ်ကြောင့်အာသဝကုန်ခန်းယဟန္တာယောက်ျားယဟန္တာမိန်းမဖြစ်ရသည်ဘဝတိုင်အောင်မရှိဟုသောစကားကို၎င်းပေးပါကမ်းပါဟုသောစကားကို၎င်းဆင်းရဲပါသည်ဟုသောစကားကို၎င်းဘယ်သောခါမှမကြားရပါလို့ဤမတွေ့ရပါလို့ဤမကြုံကြရပါလို့ဤရှင်မြတ်တို့ဖေဟာဤကောင်းမှုဤဖို့ဘာကကိုဘဝများစွာသံတရာကဤဘဝတိုင်အောင်တော်ဆက်လာကြကုန်ဘူးသောမိခင်ဖခင်မိဟောင်းဘဟောင်းဘိုးဟောင်းဘွားဟောင်းဆွေမျိုးအပေါင်းနှင့်မိဘဆွေမျိုးမတော်ဘူးသောကျေးဇူးရှင်ပေါင်းတို့အား၎င်းမြတ်တို့သည်နှင့်တရားများ၎င်း
လူတို့တနင်းပြည့်ရှင်မင်းအား၎င်းငရဲတနင်းယမမင်းနဲ့ကိုဆောင်နဲ့ဂျိုဆောင်နဲ့ဤเจ้าဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့ရွာဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့နယ်ဆောင်နဲ့ပြည်နယ်ဆောင်နဲ့တိုင်းဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့သာသနာတော်ကြီးကိုစောင့်ကြလျက်ရှိကြကုန်သောနတ်အပေါင်းများနှင့်အထက်ဘဝေအအဝီစီဉာဏ်တဆက်ကြပါလားရှိကြကုန်သောလူနဲ့ဗျမ္မာတတ္တဝါနှင့်ငရဲတရိစ္ဆာန်ပြိတ္တာအသူရကဲအပယ်လေးပုံသောဤ30ဘုံကျင်လေကြကုန်သောဝေနေယဒုက္ခိတဒုက္ခိတတတ္တဝါမန္တမြအနန္တတို့ကိုကုသိုလ်ပြုလို့ကျွန်ုပ်တို့ကအမြကုသိုလ်ပေးဝေလို၏မြရကြ၍အလုံးချမ်းသာကြပါစေသောအလုံးကြာကြာသမျှရှိရှိသမျှကုသိုလ်မြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှရှိရှိသမျှကုသိုလ်မြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှရှိရှိသမျှကုသိုလ်မြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဆက်လက်ပြီးကန္နာစီစဉ်ခုနှစ်ရာဗုဒ္ဓသာသနာစီရန်လိတ်တု၃ချိန်ရွတ်ဆိုပူဇော်၍ခန္ဓာအားရုပ်သိမ်းပေးပါရန်ယိုသည်စွာလျောက်ထားပါသည်ဗျာဗုဒ္ဓသာသနာစိရန်တတတုဗုဒ္ဓသာသနာစိရန်တတတုဗုဒ္ဓသာသနာစိရန်တတတုဗုဒ္ဓသာသနာမြတ်စွာဘုရားကျင့်45ဝါကာလပတ်လုံးထူထောင်တော်မူခဲ့တဲ့ပရိယတိတတ္တမသာသနာပฏิပတ္တိတတ္တမသာသနာပฏิဝေဒတတ္တမသာသနာတည်ဟုသောတတ္တမသုံးဖြာသာသနာတော်မြတ်ကြီးသည်စီရန်နှင့်ကတော့မခဆောင်သည့်ကာလတိုင်အောင်ဒိဋ္ဌံတုဝိပေဇဝါဒီယံမသိပဲကောင်းစွာမသွေတည်တံ့ပါစေတည်းကဲဟောဒီအလူပွဲကြီးကိုဘုန်းကြီးတို့မွေးနေ့ပွဲဒီကိုအဓိကမတ်တီလူတန်းပေးကြအကုန်သောလူရှင်များရဲ့ဓမီတိအဖွဲ့ရဲ့အားလုံးတရားဓမ္မတွေခြေစွထူးတင်ပါတယ်အားလုံးကိုကြမ်းမလို့စိတ်ချမ်းသာကသာသနာကျိုးလောကအကျိုးကိုစတဲ့တဲ့ဖို့ဆောင်ရွက်နိုင်ကြပါစေသူတော်ကောင်းတရားနဲ့ပျော်မွေ့နိုင်ကြပါစေမဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ချမ်းသာကိုလည်းလင်းမြန်သောအသိဉာဏ်တို့ဖြင့်ရရှိခံစားနိုင်ကြပါစေကဲအောက်မှာသဒုတိသာကျွေးမွေးလေးရှိနေပါပြီ။ကောင်းကြော်နေကချွေမိုးငွေမိုးပိုက်ဆံတရားမိုးတွေတရားမိုးနဲ့တရားလုံးမိုးနဲ့ပိုက်ဆံမိုးယူရမယ်။ဟိုအလဲကိုသွားဒါသာဟိုအလဲကိုသွားလိုက်အောင်စီနဲ့ချင်းချင်းရွယ်လို့အောင်မြင်ခဲ့ပါသည်ရွှေမိုးဝေမိုးရတနာမိုးတုံးပြိုရွာအောင်နာကျူးရင်ကချိန်ချင်းရွာလို့အောင်ပန်းဝေစီ
စိတ်